ဒီစကားလေးမှာတော့လူငယ်တဦးဟာအမြင့်တနေရာကနေပြုတ်ကျပြီးတော့တည်ဆုံးသွားခဲ့တယ်။ထိုလူငယ်ကတော့ဆွေမျိုးမိဘတွေမရှိကြတော့တဲ့အတွက်ကြောင့်ဆေးရုံမှာရှိတဲ့ဆရာဝန်များကလူနာရဲ့အင်္ဂါ6စုကိုလှူဒန်းရန်အတွက်ဆုံးဖြတ်ခဲ့ကြတယ်။ဒီနေ့မှာတော့ဆရာဝန်တွေဟာထိုလူငယ်ရဲ့အင်္ဂါတွေကိုစားထိုးကုသပြီးတဲ့နောက်မှာတော့လူငယ်ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ထူးခြားတဲ့တလူတစ်ခုကနေစတင်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးဟာအငွေ့ပြန်ပြီးတော့ပျောက်ကွယ်သွားခဲ့တာကြောင့်ဆရာဝန်တွေနဲ့ဆေးရုံမှာရှိနေတဲ့ဝန်ထမ်းအားလုံးဟာထိတ်လန့်သွားခဲ့ကြပါတယ်။တပတ်ကြာမှာတော့ထိုလူငယ်ရဲ့နှလုံးအစားထိုးကုသမှုကိုခံခဲ့ရတဲ့နေစုဆိုတဲ့မိန်းကလေးကပြန်လည်ကျန်းမာလာခဲ့ပါတယ်။အဲ့ဒီအပြင်သူမရဲ့လက်မှာတလူတစ်ခုကထင်ပေါ်လာတာကြောင့်သူမကတော့ခွင့်စိတ်ကုသမှုလုပ်ချိန်တုန်းကဆရာဝန်တွေရဲ့မှတ်သားထားတဲ့အရာလို့ပဲထင်ပြီးတော့တည်မထားပဲနေခဲ့တာပါ။မေစုရဲ့ဘဝမှာသူဖြစ်ချင်ခဲ့ရတဲ့အိမ်မက်ကတော့သူမအဖေလိုလက်ဝဲချော်ပြန်တယောက်ဖြစ်ချင်ခဲ့တာပါ။သို့ပေမဲ့လည်းသူမရဲ့ဖခင်ကတော့မေစုမှာနှလုံးရောဂါရှိနေတာကြောင့်သူမကိုလက်ဝဲထိုးချင်မှပိတ်ပင်ထားခဲ့ပါတယ်။ဒီနေ့မှာတော့မေစုကသူမမှာထူးခြားတဲ့စွမ်းရည်တွေရှိတာကိုတွေ့ရှိခဲ့ပါတယ်။သူမရဲ့စွမ်းရည်တွေကတော့လျင်မြန်စွာပြေးနိုင်ခြင်းနဲ့ခုန်ပြန်ခြင်းတို့အပြင်ခွန်အားတွေကိုပါပုံမတန်မာလာခဲ့ပါတယ်။မေစုကသူမလက်ကတတူးကိုတတိထားမိလာခဲ့တယ်။အလားတူပဲတည်ဆုံသွားသောလူငယ်ရဲ့ခန္ဓာ6ပါးကိုအစားထိုးကုသထားသူတိုင်းဟာမေစုလိုပဲစွမ်းအားတွေကိုပိုင်ဆိုင်ထားကြပါတယ်။အဲ့ဒီစွမ်းအားတွေကတော့အစုပ်အစားထိုးကုသခံထားရတဲ့သူကတော့လေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်ထားပြီးတော့ဉာဏ်လုံးအစားထိုးကုသမှုကိုခံရတဲ့သူကတော့စွမ်းရည်တွေကိုမြင်နိုင်ပြီးတော့စနစ်တွေကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။အဲ့ဒီအတွက်ကြောင့်ထိုလူငယ်ကတော့အဲ့ဒီစွမ်းအားကိုအသုံးချပြီးတော့လောင်းကစားရုံတွေမှာအနိုင်ရကချမ်းသာစွာနေထိုင်နိုင်ခဲ့ပါတယ်။တောက်ကအစားထိုးကုသမှုကိုရရှိထားတဲ့သူကတော့အမျိုးသမီးကြီးတစ်ယောက်ပါ။သူကအသက်ကြီးရင်လာပေမဲ့ထူးဆန်းတဲ့လူငယ်ရဲ့အစားထိုးထားတဲ့ကြောက်ကကြောင်သူမရဲ့အသားရည်ဟာပြည့်ပြည့်စုံနေပြီးတော့လူတိုင်းကိုဆွဲဆောင်နိုင်တဲ့စွမ်းအားတွေရှိပါတယ်။ဒါပေမဲ့သူမပိုင်ဆိုင်ထားတဲ့စွမ်းရည်တွေကိုတော့သူမမသိသေးပါဘူး။နောက်တဲ့အစားထိုးကုသမှုကိုခံထားတဲ့သူကတော့အလုံသမားတဦးပါ။ထိုလူကတော့ထူးခြားတဲ့လူငယ်ရဲ့အသေးကိုအစားထိုးရယူထားပြီးတော့လူတွေရဲ့ခံစားရတဲ့ဒဏ်ရာနဲ့ဝေဒနာချုပ်ကိုကုသနိုင်တဲ့စွမ်းရည်ရှိပါတယ်။ဒါပေမဲ့ကုသပြိုင်မှာတော့ရေမြမြတောက်ပြီးတော့ပြန်လည်အားရင်ဖြစ်တင်ရပါတယ်။အဲ့ဒီနောက်တော့မီဆူကထိုစွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့သူတွေကိုရှာဖွေပြီးတော့လူတွေရဲ့အသက်ကိုကယ်တင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။အခြားသောစွမ်းရည်သုံးမျိုးကိုပိုင်ဆိုင်ထားတဲ့သူတွေကလည်းမီဆူရဲ့ဆုံးဖြတ်ချက်ကိုသဘောတူလက်ခံခဲ့ကြပါတယ်။နောက်တဲ့အင်္ဂါ9ခုမြောက်အစားထိုးကုသခံယူထားမှုသူကတော့အဖိုးတယောက်ပါထိုအဖိုးကတော့ထူးခြားတဲ့လူငယ်ရဲ့ဆူးရှားတဲ့ရှာကိုရရှိထားတဲ့သူတယောက်ပါ။ဒီနေ့မှာတော့ထိုအဖိုးကလည်းသူ့ရဲ့စားအားတွေကိုတွေ့ရှိသွားခဲ့ပါတယ်။ထိုအဖိုးရဲ့စွမ်းအားကတော့အခြားသူတွေရဲ့အသက်ကိုနှုတ်ယူနိုင်တဲ့စွမ်းအားတစ်ခုပါ။အဲ့ဒီစွမ်းအားကိုတော့ထိုအဖိုးနဲ့သူ့ရဲ့သမီးကတော့အလွဲသုံးစားလုပ်ဖို့ကိုပဲကြံစည်နေကြတာပါ။ထိုသားမနှစ်ယောက်ကတော့ထူးခြားတဲ့လူငယ်ရဲ့စွမ်းအားတွေကိုသိရှိသွားတာကြောင့်အခြားသောစွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့လူငယ်တွေကိုပါခွဲစိတ်ဖို့အတွက်ခွဲစိတ်ဆရာဝန်တအုပ်ကိုဖိအားပေးခဲ့ပါတယ်။အဲ့ဒီနောက်တော့ထိုအဖိုးသားအဖကစွမ်းရည်အားလုံးကိုခွဲစိတ်ရယူရန်အတွက်မင်းစုတို့မိတ်ဆွေ၄ယောက်ကိုဖမ်းဆီးထုတ်လောင်ခဲ့ပါတယ်။သို့ပေမဲ့လည်းဉာဏ်လုံးအစားထိုးမှုကိုရယူထားတဲ့သူရဲ့စွမ်းရည်ကြောင့်ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အသက်ကိုနှုတ်ယူလို့ရတဲ့အဖိုးကသူ့ရဲ့အိုမင်းနေတဲ့ရုပ်ရည်ကိုအစားထိုးကုသပြီးတော့ဆေးရုံမှာရှိတဲ့ဆေးရုံဝန်ထမ်းတွေရဲ့အသက်ကိုပါနှုတ်ယူသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မင်းစုတို့အဖွဲ့ဟာထူးဆန်းတဲ့လူငယ်ရဲ့6ခုမြောက်အစားထိုးမှုကိုရယူထားတဲ့အဖိုးကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီနောက်တော့ထိုအဖိုးရဲ့လောက်ရက်တွေကိုတည်သွားတဲ့မင်းစုတို့တငယ်ချင်းတွေကတော့တိုက်ခိုက်ခဲ့ကြပါတယ်။သို့ပေမဲ့လည်းထိုအဖိုးကအခြားသူတွေရဲ့အသက်ကိုပါနှုတ်ယူထားတာကြောင့်စွမ်းအားတွေကကြီးမားလာတဲ့အတွက်မင်းစုတို့တငယ်ချင်းတွေဟာအပြင်းထန်ဒဏ်ရာရရှိခဲ့ကြပါတယ်။ထိုတိုက်ပွဲမှာတော့မင်းစုရဲ့ဖခင်ကပါသူ့ရဲ့သမီးဖြစ်သူကိုကာကွယ်ရင်းနဲ့ကူညီတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြောက်ကအစားထိုးကုသခံထားရတဲ့အမျိုးသမီးရဲ့စွမ်းအားကိုတွေ့ရှိသွားခဲ့တယ်။ထိုစွမ်းအားကတော့စွမ်းအားတွေကိုပေါင်းစည်းပြီးတော့လွှဲပေးနိုင်တဲ့စွမ်းရည်တစ်ခုပါ။ဇလန်လေးရဲ့အဆုံးသတ်မှာတော့ထိုအမျိုးသမီးရဲ့စွမ်းအားတွေကိုစုပေါင်းလွှဲပြောင်းနိုင်တဲ့အတွက်ကြောင့်ထိုရုံညာကောက်ကျစ်တဲ့အဖိုးအိုကိုအနာယူနိုင်ခဲ့ပြီးတော့သူတို့အားလုံးဟာလူတွေကိုကူညီကယ်တင်ဖို့အတွက်သူတို့ရဲ့အဖွဲ့နာမည်ကိုပါ High Five ဆိုပြီးတော့နာမည်ပေးခဲ့ပါတယ်